တတိယမြောက်ညကနေပြန်လဲကြိုဆိုပါတယ်အခုပဲသင်ရဲ့တကူလုံးကိုအိယာပေါ်မှာအနူးညံ့ဆုံးအနေအထားနဲ့ထားလိုက်ပါမျက်လုံးလေးတွေကိုမိထားပြီးသင်ရဲ့အသက်ရှူသံလေးစီကိုပဲအာယုံစိုက်ကြည့်ပါရှူသွင်းလိုက်တိုင်းလန်းဆန်းတဲ့ခွန်အားတွေရရှိပြီးရှူထုတ်လိုက်တိုင်းတနေ့တာရဲ့ပင်ပန်းမှုတွေအားလုံးလွင့်စင်သွားပါပြီဒီညမှာတော့ကျွန်ုပ်တို့ရဲ့နှလုံးသားကိုနှွေးထွေးတဲ့ကျေးဇူးတင်ခြင်းနဲ့ဖြည့်ဆည်းကြည့်ကြရအောင်ဒီနေ့မှာသင်လှုပ်ဆောင်နိုင်ခဲ့တဲ့အရာလေးတွေသင်ရရှိခဲ့တဲ့အပြုံးလေးတွေပြီးတော့သင်ကိုကူညီခဲ့တဲ့လူအနှဲငယ်ကိုပဲဖြစ်ဖြစ်စိတ်ထဲကနေကျေးဇူးတင်လိုက်ပါငါရဲ့ဘဝဟာအနှစ်သာရရှိပါတယ်လို့ကိုပြန်ပြောပြလိုက်ပါပြီးခဲ့တဲ့ကိစ္စတွေအတွက်နောင်တမရပါနဲ့မရောက်သေးတဲ့ကိစ္စတွေအတွက်လည်းမစိုးရိမ်ပါနဲ့သင်ဟာအကောင်းဆုံးစူးစမ်းခဲ့ပြီးပြီမို့အခုအချိန်မှာအေးချမ်းစွာအနားယူဖို့အပြည့်အဝထိုက်တန်နေပါပြီသင်ရဲ့စိတ်ကလေးဟာကျယ်ရီဆုံးတဲ့ညကောင်းကင်ယံကြီးလိုပဲကျယ်ပြောပြီးငြိမ်သက်နေပါတယ်အရာအားလုံးကိုလက်လွတ်ပြီးအိမ်မက်လှလှလေးရီစီကိုရှောက်လန်းသွားလိုက်ပါတော့သင်ရဲ့စိတ်ရောကိုယ်ပါနက်နက်ရှိုင်းရှိုင်းအနားရပါစေကောင်းသောညပါမနက်ဖြန်ညမှာပြန်လဲဆုံတွေ့ကြမယ်နော်